ကီးအမြင့်တွေអော်နိုင်အောင်ဘယ်လိုလုပ်ရမလဲကျွန်တော်ကအနှိမ့်ဆိုတော့ကီးအနှိမ့်အရန်နှိမ့်နေတဲ့မှာပါတယ်ဆိုတော့အဆိုရှင်တယောက်ပါဆိုတော့ကီးနှိမ့်ကြီးပဲဆိုနေလို့မရတဲ့အခါမှာကျွန်တော်လည်းအမြင့်တန်တော့တော်တော်ရုန်းကန်ရတယ်မှာလည်းပါပါတယ်တော်တော်ကျင့်ခဲ့ရတယ်မှာလည်းပါပါတယ်ကျွန်တော်ကမူရင်းအပြင်ကိုကျွန်တော်အတန်တော်တော် deep ဖြစ်တယ်မှာပါပါတယ်ဆိုတော့လိုကီးမြင့်တွေអော်ချင်လာတယ် online ချင်လာတယ်ဆိုအခါမှာကျတော့ပြန်ပွဲလည်းပြန်ခဲ့တော့ဒီကျွန်တော်ရင်းကွင်းမြင့်တခြင်းလိုမျိုးမှာဆိုသူက key range အရန်ကျဲတယ်ပြီးတော့အနိုင်နိုင်ပိုင်းဆိုလည်းအရန်ကျဲတယ်ပေါ့နော်ဘာလို့အဲ့လိုဟာတွေဆိုရမယ့်အခါကျတော့ဒီ key အမြင့်တွေကျင့်မှုအတွက်ဖြစ်လာတယ်ပေါ့ဗျာဆိုတော့ key အမြင့်ကျင့်မှုကပထမဆုံးကကျွန်တော် key အမြင့်ထွက်တဲ့နေရာတွေမှန်ဖို့လိုပါတယ်တခြင်းပေါ်မူတည်ပြီးတော့ဥမာထားပါတော့ကျွန်တော်တို့က key အမြင့်တွေကိုလေချောင်းနဲ့လေချောင်းနဲ့ကြီးပဲဖိအော်နေတာမျိုးတွေရှိတယ်ဗျာကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့တာပဲဆိုတော့အဲ့ဒါမျိုးကမှားတယ်ဗျာသိလားများသောအားဖြင့်ကီးအမြင့်တော်တော်များများနေဆန်နဲ့သွားတယ်ကျွန်တော်နှာခေါင်းအတန်နှာခေါင်းကနေဒီထွက်ရတဲ့အတန်နဲ့သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါအရန်သတိထားဖို့လိုတယ်မရဘူးဆိုတာကကီးကိုမနိုင်ဘူးဆိုတာတခါကျရင်ကိုအတန်ထုတ်ပုံမှားနေလို့လည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးသတိပြုဖို့လိုတယ်ပေါ့နော်ပြီးတော့ကီးမနိုင်တာလည်းဒီလိုရှိတယ်အဲ့လိုအတန်ထုတ်ပုံမှန်သွားပြီဆိုရင်ကျွန်တော်တို့ကနေပြီးတော့ဒီကီးနဲ့ပတ်သက်လို့ကြည့်မှန်ဆိုရင်ကျွန်တော်တို့ကဒီ half tone ကိုနိုင်တဲ့အမြင့်ဆုံးကီးပေါ့အဲ့ဒါကိုမှတ်ထားပြီးတော့ကျွန်တော်တို့ကတကီးဆိုအရင်များသွားမယ်ဗျာဆိုတော့ကျွန်တော် half tone စီတင်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးကျင့်သင့်ပါတယ်အဲ့လိုကျင့်ရင်နဲ့ဒါdaily ဒါမှမဟုတ် weekly ကျင့်သွားမယ်ဆိုရင်ဒါတိုးတက်ပါတယ်ဟိုဆိုဒါကိုယ်တိုင်ကျင့်ခဲ့တဲ့အရာမလို့အရင်လည်းသိတာပါတယ်အရင်လည်းတိုးတက်ပါတယ်ဆိုတော့အဲ့ဒါလေးကိုလည်းစမ်းကြည့်ပါပြီးတော့တခုရှိတာအဲ့လိုပေါ့ဘယ်ဟာမဆိုဗျာသိလားအလေးကျင့်အဓိကပဲဆိုတော့များလေးချင်းများနားထောင်များဆိုရင်ကီးအမြင့် online လာမှာပဲအဲ့လိုပဲကီးအနှိမ့်လဲထိုးနေလကောင်းမယ်ကီးအနှိမ့်လဲလုံးတုံးတွေကအဲ့လိုစုံရင်းနဲ့ပဲအဲ့လိုပို့ပြီးတော့ deep ဖြစ်လာတာပဲဗျဆိုတော့ဘယ်ဟာမဆိုအလေးချင်းကဒါပထမပဲဆိုတော့အဲ့ဒါတော့ဒါကျွန်တော်သိတာကိုဝေမျှပေးတာပါဆိုတော့ဒါလေး reply ပြန်ပေးတာပါကျေးဇူးများတင်ပါတယ်